ပြောကြည့်စမ်းပါဦးမင်းရဲ့ငါ့အတွက်တွေးပေးထားတယ်ဆိုတဲ့အတွေးလေးနားထောင်ကြည့်တာ ဒီစာချုပ်ကအကျုံးမဝင်ဘူးဆိုရင်ပုံမှန်အတိုင်းအလုပ်တွေဆက်လုပ်ပါဒီအိမ်မှာပဲဆက်နေရှင်နဲ့ကျမကျိုးတို့ပူပေါင်းလို့ရတယ်ညမြင်မှာလည်းလင်မယားပဲလေဖွားဖွားကိုလည်းအတူတူပြုစုလို့ရမယ်တခုပဲဒီရင်ရမိုက်ထုတ်တွေကိုကျမရှင့်ကိုစားရှင်းလင်းပေးမယ်ဖေနဲ့မေsorry နော်အန်ကယ်နဲ့အန်တီကိုလည်းအိမ်မှာပဲဆက်ခေါ်ထားလို့ရတယ်ဘလို့လဲရရတယ်အသက်ရေမင်းအခုမှလာပြောတော့အားလုံးကနောက်ကျသွားပြီ